လောင်းတာတမထိုင်စမ်းဖေဖေပြောတာကိုနားထောင်စမ်း ဟုတ်ကဲ့ဖေဖေ သားကမေမေချိုးဘယ်လိုခေါ်တယ်လဲသား အန်တီလို့ခေါ်တယ်ဖေဖေ အေးချောနဲ့ဖေဖေနဲ့အိမ်အောင်ပြုတ်ပြီးကြပြီဖေဖေတို့နဲ့အတူတူနေပြီဒါကြောင့်ချောဟာသားရဲ့မေမေဖြစ်လာပြီဆိုတော့ကွာချောကိုသားရဲ့မေမေအရင်လိုသဘောထားရမယ်ချောပြောသမျှကိုသားကနားထောင်ရမယ်ဟုတ်လားပြီးတော့သားကချောကိုအန်တီလို့မခေါ်အောင်မေမေလို့ခေါ်နော်သား မေမေတူမငါအမေမဟုတ်တာဟေးတားမခေါ်ချင်ဘူးမေမေလို့ခေါ်လို့လည်းမရဘူးအန်တီလို့ပဲခေါ်မယ် ဘာဖြစ်လို့လဲကလေးမမေလို့မခေါ်တာမချစ်လို့လားယင် ဘာဖြစ်လို့လဲတော့တော်တော်မသိဘူးတားမပြောတတ်ဘူးမခေါ်ချင်အန်တီဟာ ကဲမပြောမနေပါနဲ့တော့မခေါ်ချင်လဲနေပါစေသူခေါ်ရတယ်လို့ပဲခေါ်ပါစေကဲကလေးသွားတော့နော်မင်းကစားကြည့်တော့ ကလေးဆိုတော့ဒီလိုပေါ့ချောပါတဖြည်းဖြည်းချင်းပြင်ယူသွားရင်ရမှာပါကလေးကသူ့အမေမရှိတော့တအိမ်လုံးကအလိုလိုက်ထားတာမဟုတ်လား